မင်္ဂလာပါဒါတော့ Steven ပဲဖြစ်ပါတယ်ဒါကတော့ခု YouTube channel အရင်စဖွင့်လာတာဖြစ်ပါတယ်ဒါရဲ့ YouTube channel နာမည်ကတော့ Streaming by Steven ပါအားလုံးဒါရဲ့ game လေးကြီးကြရအောင်ဒါရတော့ Fanny Pro နဲ့ Fanny နဲ့ချောင်း Pro ဖြစ်ချင်တာပါဗျအားလုံးအားပေးကြပါဦးအခုကတော့အိမ်ကတော့ပေါက်နေပါတယ်ဟိုတဲ့ဟိုကအဲ့ရတယ်မှာ stream ရတာပါဟုတ်ကဲ့ချက်ကြည့်ပေးပါဦးဘာတိုင်းဂိမ်းကောက်ပြပါမယ်ဘာတိုင်းဂိမ်းကောလေဘယ်လိုပြောရမလဲဘယ်လိုတာပြောရရင်တော့ဒီကောက်ကအထင်ကြီးပါနဲ့ဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲကျွန်တော်ဟိုကတားရဲ့ဟိုကမစော့တော့လို့တားကိုပေးစော့တာပါဒါတော့ခု Fanny နဲ့ line ရလည်းတိတ်မကောင်းပါဘူးဒါ line ပြီးတဲ့နေရာခဏတော့ကြည့်လိုက်ဘယ်လိုဒီနား line တိတ်မပြီနော်ဟုတ်ခုချိန်မှာတာကျွန်တော် Fanny ကိုဘန်းသွားတယ်ချော်ပြီးတော့ဘာကောက်ကမလဲကျွန်တော်လင်းကမို့လို့အဆုံးဖြတ်တာပါလင်းကြိုက်ပါပါလင်းရပွဲပေါင်းတော့ဝဲရှိတယ်ပါတယ်တော့ဝဲလေးရှိတယ်ကြိုက်ပါပဲကမင်းတော့ကျွန်တော်ကိုဆော့တာပေါ့ပွဲလေးထားပေါ့ကျွန်တော်ဒါပဲလင်းကြိုက်ပါပဲကဲအခုကျွန်တော်လေးစကြိုက်လာ